မင်္ဂလေးတဦးသည်သူ့ကိုတက်ရန်ကြိုးစားနေသောစနိုက်ပါသမားကိုရှာဖွေရန်ပြတင်းပေါက်မှမှန်တစ်ချက်ကိုမြောက်ပြခဲ့သည်စနိုက်ပါသမားသည်ရင်းကိုမြင်သောအခါတမိုင်ကွာဝေးမှသူမအားသူ့ကိုမြင်နိုင်မည်မဟုတ်ဟုထင်မှတ်ကာရဲမောခဲ့ပြီးမှန်ကိုပစ်ခတ်ခဲ့သည်သို့သောမင်္ဂလေးသည်မှန်ကိုနောက်တစ်ကြိမ်အနှဲငယ်ပိုမြင့်အောင်ထားရှိခဲ့သည်စနိုက်ပါသမားသည်ခလုတ်ကိုနှိပ်လိုက်သောအခါကြည်စံသည်နံရံကိုထိမှန်ခဲ့သည်ထိုအချိန်တွင်သူမသည်မင်း၏မြင်ကွင်းလွတ်နေရာဖြစ်ကြောင်းသိရှိခဲ့သည်ထို့ကြောင့်သူမသည်အခြားတစ်ဖက်သို့ခုန်ရန်အသင့်ပြင်လျက်ရေခဲတစ်တာပေါ်သို့မြ မြန်တက်ခဲ့သည်တို့ရာတွင်စနိုက်ပါသမားသည်သူမလှုပ်ရှားမှုကိုမြ မြန်သိသွားပြီးကားကိုအနှဲငယ်ရှေ့သို့ရွှေ့လိုက်သည်သူမခုန်လိုက်သောအချိန်တွင်နောက်တစ်ကြိမ်ပစ်ခတ်ခဲ့သည်ကံကောင်းစွာဖြင့်ကြည်စံကနေတီတီလေးကပ်ပြီးလွတ်ခဲ့သည်ထို့နောက်သူမသည်စနိုက်ပါသမား၏မြင်ကွင်းကိုပိတ်ဆို့ရန်ဆိုဖာကိုရေမြန်စွာထောင်လိုက်သည်ထိုအခါစိတ်လှုပ်ရှားဖွယ်ရာဆိုဖာနောက်တွင်ပစ်ခတ်ရန်တနက်တလက်ဝတ်ထားသည်ကိုတွေ့ရှိခဲ့ရသည်စနိုက်ပါသမားသည်တနက်ကိုပြန်လည်သိမ်းပြီးမှန်ပြောင်းမှတစ်ဆင့်ထပ်မံကြည့်ရှုသောအခါသူသည်ရပ်တန့်သွားခဲ့သည်မိန်းကလေးသည်တနက်ဖြင့်သူ့ဘက်သို့ပြန်လည်ပစ်ခတ်ရန်ပြင်ဆင်နှင့်ပြီးဖြစ်နေသည်